အားလုံးပဲမင်္ဂလာပါမယ်နျူး channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့အသင်းနဲ့ပတ်သက်ပြီးတော့ကစားသမားပြောင်းရွှေ့သတင်းလေးတစ်ပုဒ်ရထားတာရှိပါတယ်မက်ရှယ်တောင်နဲ့အသင်းကကစားသမားခေါ်မှုပိုင်းမှာဆိုရင်ဘေးနောက်ခံ level နေရာကိုလည်းပြင်ဆင်ဖို့ရှိနေတယ်ဒီနေရာမှာနျူကာဆယ်အသင်းရဲ့လူယောပေါ်လူယောကိုကိုအသင်းကလုံးဝဒီလူရှော့တို့နေရာလီဆန်ဒိုမာတီနယ်တို့ရဲ့နေရာကိုရရှိဆက်တော်နိုင်ဖို့အတွက်ကြိုးပမ်းနေမှုတွေရှိနေတယ်အခုထွက်ပေါ်လာတဲ့ပိုးမှာတော့ကစားသမားဖြစ်သူကို United အသင်းခေါ်ယူဖို့အတွက်အခြေအနေတွေနေပေါမှုရှိနေကြောင်းဒီနေ့ကျွန်တော်တက်လာပါတယ်ဆိုတော့အခြေအနေတော့သိမကောင်းဘူးထွက်ပေါ်လာတဲ့ဘောကဆိုတော့ဒီကစားသမားပြည်သူနဲ့ပတ်သက်ပြီးတော့နောက်ဆုံးအခြေအနေတခုမှဘလို့အကြောင်းတွေပိုင်မှုရှိမလဲဆိုတာပြည့်ပြည့်စုံစုံပြောကြည့်အောင်ပေါ့ဗျာအားလုံးပဲမင်္ဂလာပါစားသမားတွေအားလုံးပဲမင်္ဂလာပါကင်းနဲ့လိုက်လာမသိဘူးစပင်တူတူလေးနဲ့ပေါ့ကတုံးကီလိုလိုဘာကီလိုလိုညကီလိုလိုပေါ့ဆိုတော့ကျွန်တော်ကောင်းပြီကစားသမားပြောင်းရွှေ့နေပတ်သက်ပြီးတော့ပြောလို့ရှိရင်ဒီသတင်းကားပေါ့ဗျာစပေါ်မိုးနဲ့အသက်လက်တဲ့သတင်းတောက်တစ်ယောက်ဖြစ်တဲ့ဒေးဗစ်အော်စတီတို့ကနေအတီးတီး report လုပ်လာတဲ့အနေအထားတခုဖြစ်ပါတယ် report မှာဗာပြောထားသလဲဆိုရင်မက်ရှယ်တာယူနိုက်တက်အသင်းကအခုရာသီအပြောင်းရွှေ့မှာဆိုရင်ဘေးနောက်ခံ level နေရာကိုအတီးကဦးစားပေးပြင်ဆင်ဖို့ရှိနေပေမဲ့လူရောကတော့နယူကာစီစီကနေရားနေခြင်းမရှိသလောက်နေပေါမှုတွေတွေ့နေရကြောင်းအတီးပြုပြောကြားတော့ခဲ့ပါတယ်နယူကာစီအသင်းအနေနဲ့သူတို့ရဲ့ကစားသမားအရီယောထုတ်ကောတော့ပြီးနောက်မှလူရောကိုရည်ရှိဆက်ထိန်ထားနိုင်ဖို့စာချုပ်သေးချုပ်ဆိုဖို့ပြင်ဆင်နေရရှိကြောင်းမက်ရှယ်တာယူနိုက်တက်အသင်းကအတီးကဘေးနောက်ခံပြင်မဲ့ကိုလေးလျှော့ခံရဖို့အများဆုံးဖြစ်နေကြောင်းဒေးဗစ်အော်စတင်နဲ့စပေါ်မိုးကနေအတီးတီးကျွန်တော်တို့ပူလို့ဖော်ပြတော့ခဲ့ပါတယ်ဆိုတော့ကစားသမားဖြစ်သူနဲ့ယူနိုက်တက်အသင်းကနောက်ဆုံးကြတော့အခြေအနေတွေကဘလို့မှအားရကျင်နေစရာမရှိပါဘူးပြီးခဲ့တဲ့ report တွေမှာဆိုရင် United အသင်းကကစားသမားဖြစ်သူရဲ့ကိုယ်စားလှယ်တွေ agent တွေနဲ့ကိုအသင်းတာဝန်ရှိသူတွေကဆွေးနွေးမှုတွေဒီလိုမျိုးဆွေးနွေးတဲ့နေရာမှာကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့ကိုပေါင်းသင်း60တီကိုအသင်းတည်မဲ့ခဲ့ပါတယ်ဒါပေမဲ့လို့ယူကာဆယ်အသင်းကဘလို့ဈေးနဲ့ပဲဖြစ်ဖြစ်ရောင်းချဖို့အတွက်မရှိဘူးပေါ့သူတို့ရဲ့ကစားသမားဖြစ်တဲ့ Eddie Howe ထုတ်ပေါ်တဲ့နောက်မှာဒီကစားသမားဖြစ်သူကိုအဓိကဥတည်ထားတာပေါ့ပြောလို့ချင်းဒီပလေယာက12နှစ်အရွယ်ပဲရှိသေးတယ်2019ဇွန်လ30ရက်နေ့စာချုပ်က3နှစ်အထိကျန်သေးတယ်နောက်ထပ်လည်းစာချုပ်သေးချုပ်ဆိုဖို့ကိုသူတို့ကပြင်ဆင်နေလျာတွေ့နေရတဲ့အတွက်ကိုအသင်းကဒီလိုမျိုးအခြေအနေအရရက်တွေကြောင့်ခေါ်ယူနိုင်ဖို့ကတော့အလားလာမရှိတော့ပါဘူးဒီပလေယာကိုတန်း65တန်းတန်း80ဒီလေးပေးဖို့ရည်ရထားတာအဓိကကိုအသင်းကစားသမားတွေဖြစ်တဲ့လူရှော့တို့လီဆန်တို့မာတီနယ်တို့ဒီကစားသမားတွေကအင်ဂျူရီပြဿနာခဏတိုင်းကြုံနေရတဲ့ပလေယာတွေကစားသမားအပြောင်းရွှေ့မှာကတော့ဗျာကိုအသင်းကွင်းလင်တွေကိုလည်း2ယောက်ခေါ်ထားတယ်နောက်ထပ်ကလည်းအားဖြစ်ရောက်မှ1ယောက်လောက်ပြီးလို့ရှိရင်နောက်ခံတို့ညာဘက်အချမ်းမှာဆိုရင်တော့အဲ့လိုထိမလိုအပ်ဘူးပေါ့ပြီးလို့ရှိရင်တိုက်စစ်ပိုင်းအဲ့ဒီအထောင်လေးဟာကျွန်တော်တို့မှပြင်ဆင်စရာတွေကတော်တော်များတယ်စားသမားတို့အဓိကကိုအသင်းခေါ်ပြီးမဲ့ကစားသမားတွေကအသင်းကိုရောက်မလာတဲ့အနေထားနောက်တစ်ခုရှိသေးတယ်တကယ့် quality ရှိတဲ့ကစားသမားတွေ United အသင်းနဲ့အသင်းတော်စုပလေယာတွေကတဖြည်းဖြည်းချင်းဒီ transfer ဈေးကွက်အပြောင်းရွှေ့မှာဝေးကော်တဲ့အနေထားတစ်ခုရဆိုရင်ကိုအသင်းရဲ့ဒီနေရာဒီအပြောင်းရွှေ့ကဘလို့မှအခြေအနေကောင်းတော့မှာမဟုတ်ဘူးအခုဘေးနောက်ကန်ကိုကျွန်တော်ဦးစားပေးပြီးတော့ခေါ်ဖို့ပြင်ဆင်နေတယ်ဒီနေရာမှာကိုအသင်းကွင်းလေကိုမရမရှင်းဘေးနောက်ကန်တို့တိုက်စစ်တို့ကိုလုံးဝပြောင်းလဲဖို့မတွေ့ရဘူးဒါကြောင့်လေးဆိုရင်ကိုအသင်းကအဲ့ဒီကွင်းလေမှာဆိုရင်2ယောက်ခေါ်ထားတယ်အန်ဒီဆက်တို့တယ်လီမန်တီလီမန်ကတော့တော်တော်သဘောကျတဲ့နေရာမှာပါတယ်ကျွန်တော်အနေနဲ့အန်ဒီဆက်တို့ကတော့ရှက်စီမှာကလေးကနေဒီပလေယာကိုကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးအခုလေးခြေစမ်းပွဲ3ပွဲကစားတယ်သူရဲ့ခြေစမ်း quality ကကျွန်တော်ဖြင့်အားရကျင်နေစရာတစ်စက်မှကိုမရှိတာအသေးကြတယ်တီလီမန်ကတော့ပေါ့ဗျာကဘာဘလောက်ပွဲစီနေကစားခဲ့တဲ့အတွက်သူကအနာပေးလိုက်တယ်ဆိုပေမဲ့လို့လာမယ့်PSGနေပွဲစီမှာပါဝင်မောက်ကိုဖြစ်မှာပါဆိုတော့ကစားသမားအပြောင်းရွှေ့ကပေါ့ဗျာUnited အသင်းအတွက်အခုဒီ transfer ဈေးကွက်ကလည်းအလေအလဲကိုရောက်ရှိနေပြီလို့တော့ပြောလို့ရတယ်တိုးတော့ကိုအသင်းခေါ်တဲ့ကစားသမားတွေဘယ်သူတွေရှိလဲ2ယောက်လောက်ပဲပေါင်85တန်းဒီ3နိုင်သေးတယ်ကျန်တဲ့အသင်းတွေကပေါ့ဗျာ transfer ဈေးကွက်တော့မစားသေးဘူးနော်လုံးဝတက်100တက်200အဲ့လိုမျိုးစပါးအသင်းတို့လိုသုံးဆွေးပလိုက်တဲ့ပုံစံတွေကကြည့်ပါလားတော်တယ်ဟောစပါးအသင်းတို့ဆိုတော့ပြီးခဲ့တဲ့ရာသီမှာဆိုရင်10စီဇုံနာဒီ10စီဖို့ဒီဖြစ်ခဲ့တဲ့အသင်းတွေနော်ဒါပေမဲ့အခုသူတို့နေပြအသင်းနဲ့ကစားသမားတစ်တွေနဲ့ဒီရာသီမှာလုံးဝခြေကျမ်းမဲ့သဘောတွေ့နေရတယ်ကိုအသင်းပြင်မဲ့ထားတဲ့အဓိကဒီ level နေရာပေါ့ဗျာဘင်နောက်ခံနေရာအတွက်ကိုခေါ်ယူဖို့ဦးစားပေးနေနဲ့ပြင်မဲ့ထားတဲ့လူဝီဟော့နယူကာဆယ်အသင်းကတော့ဒီပလေယာကိုရောင်းချဖို့မရှိဘူးထဲ့မဲ့ပြီးတော့တတန်တိုးဖို့အနေထားတခုတွေ့ရတာပေါ့သူတို့အသင်းအနေနဲ့ပြီးခဲ့တဲ့2014ခုနှစ်မှာဆိုရင်ရှက်စီအသင်းကနေပေါင်35တန်းနဲ့ခေါ်ယူခဲ့ပါတယ်အခုဒီပလေယာကိုတကယ်လို့ရောင်းချခဲ့မယ်ဆိုရင်အနည်းဆုံးကတော့တန်း80မှာပြင်းမလွယ်ဘူးဒီပလေယာလေးကအသက်21နှစ်အရွယ်
United အသင်းလိုလုံးဝလိုရှင်နေတဲ့ခြေစမ်း quality သူစီမှာရှိပါတယ်လူရှိုးတို့ရဲ့နေရာလီဆယ်ဒိုမာတင်နယ်တို့ရဲ့နေရာမှာအစားထိုးနိုင်မယ့် player ကဘယ်လောက်ထိကောင်းမယ်ဆိုတာကျွန်တော်ပြောစရာကိုမလိုပါဘူးအသက်ကလည်းငယ်သေးတယ်ဗျာနယူကာဆယ်အသင်းမှာသူ့အနေနဲ့တောက်လျှောက်ကတော့ဘေးနောက်ခံကနေပဲပိုးမှုတွေဖြတ်ထုံးမှုတွေတူချင်း physically ကြက်ခဲ့မှုအပိုင်းမှာပြောစရာကိုမလိုဘူးဆိုတော့ဒီလိုမျိုးကစားသမားတယောက်ကိုတင်ကရွေးလျှော်ခင်းပြီဆိုရင်တော့နောက်ထပ်ဒီဈေးကွက်တွေမှာဘယ်သူတွေကျန်သေးလဲဘေးတောက်ခဲ့နေရအတွက်ကို United အသင်းကအလောက်ထိစိတ်ဝင်စားနေတာမဟုတ်ဘူးလူရကအမေရိကန်ကောင်းမွယ်တဲ့အတွက်ကျွန်တော်တင်ကဒီ player ရဲ့အပြောင်းရွှေ့ကိုတဖြည်းဖြည်းချင်းလှုပ်ဆောင်လာတာပေါ့သို့ပေမဲ့လို့နောက်ဆုံးတော့နယူကာဆယ်အသင်းကရောင်းချဖို့အစီအစဉ်မရှိတဲ့အတွက်ကိုအသင်းကဆုံးချုံရမှာပေါ့ဒါပေမဲ့တခုတော့ရှိသေးတယ်နယူကာဆယ်အသင်းနဲ့ဒီကစားသမားဖြစ်သူကိုတန်းလျှောက်စင်မဟုတ်ပဲနောက်ထပ်ဈေးများများရောင်းအောင်အတွက်ဈေးကင်နေသလားလို့ထင်ကောင်းစရာလေးရှိပါတယ်အခု United အသင်းအနေနဲ့ player ရဲ့အပြောင်းရွှေ့တင်ကြီးတခုကိုတန်းလျှောက်စီကနေတက်မဲ့တယ်နယူကာဆယ်အသင်းကတန်း80လောက်လိုချင်နေလားမသိဘူးပြောလို့တော့မရဘူးနောက်ထပ်ဒီ player ရဲ့အပြောင်းရွှေ့ကိုဒီနယူကာဆယ်အသင်းဘက်ကဥဒိရှာပြောင်းလဲလာမလားမန်ချက်စတာနဲ့တဲ့ဈေးပို့ပြီးတော့နယူကာဆယ်ကိုဒီလိုမျိုးကစားသမားဖြစ်သူ United အသင်းကိုရောက်လာဖို့အတွက်ဘယ်လောက်ထိအသင်းရဲ့ပုတ်ဖွင့်ဝင်တွေကတွင်အားပေးမှုအကောင်းဆုံးအပြောင်းရွှေ့ကိုလှုပ်ဆောင်မလဲဆိုတာစိတ်ဝင်စားစရာတော့ကောင်းပါတယ်ဆိုတော့စာသမားတို့ကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ Manchester United အသင်းကခေါ်ယူဖို့ပြင်မဲ့ထားစောင့်ကြည့်နေတဲ့ယူကာဆယ်တဲ့ရဲ့ဘေနောက်ကန် level နေရာကိုအဓိကဦးစားပေးကစားနေတဲ့လူဝီဟော့ကိုသူတို့ကလည်းအသင်းဘက်ကလုံးဝရောင်းချဖို့အရှင်တွေမရှိကြောင်းတက်တန်းတိုးဖို့အတွက်ကိုလည်းသူတို့ပြင်ဆင်နေလျက်ရှိကြောင်း Manchester United အသင်းကဒီကစားသမားဖြစ်သူကိုခေါ်ယူဖို့ဥတေရှာပြောင်းလဲဖို့ရှိနေကြောင်းအခုဒီ David Austin ရော Sport Mo ကနေဖော်ပြလာတဲ့နေတာတို့ကိုကျွန်တော်ဆွေးနွေးတော့ကြတာဖြစ်ပါတယ်ဆိုတော့ညီကိုတို့အနေနဲ့ဒီ player ရဲ့အပြောင်းရွှေ့တည်င်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်ရှိလဲညီကိုတို့ကဒီ player ကို United အသင်းကလွယ်ဆုံးချုံခံမလားဒါမှမဟုတ်လို့ချင်းမလုံးဈေးတစ်ခုနဲ့ပေးပြီးတော့ခုံနေသိရှိမလားဆိုတာညီကိုတို့ရဲ့အမြင်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာလွယ်စွာအာမနာစတဲ့ဝင်ရောက်ဆွေးနွေးရေးသားနိုင်ပါတယ်တကယ်လို့ဒီသတင်းကိုညီကိုတို့ကြည့်မယ်ဆိုရင် David Austin တို့သတင်းဌာနပြီးလို့ချင်း Sport Mo တို့သတင်းဌာနမှာထီထီဝင်ဝင်တီတီကြတော်ရောက်ကြည့်ရှုလို့ရပါတယ်လို့ကျွန်တော်ပြောကြလိုပါတယ်ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲထပ်ပြီးတော့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေပြီးလို့ရှိရင် United အသင်းကဒီစနေနေ့မှာကစားမယ်ဂျာတီကျိုခြေစမ်းပွဲပေါ့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မနေ့ပြန်ညပိုင်းလောက်မှာဆိုရင်ပွဲမစခင်ကျွန်တော်ပွဲကြိုသုံးသက်ချက်အနေချင်းပြုလုပ်တော့ဖို့ရှိတဲ့အတွက်အားပေးကြပါဦးလို့ထပ်မံပြောကြလိုပါတယ်ချစ်ချူအားပေးတဲ့ညီကိုတူတယောက်ရှိတဲ့ကျွန်တော်ထူးပဲလေးစားပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါဒီနေ့အတူတူပါနိုင်ပေါင်း4000ပြည့်ဖို့အတွက်တဖြည်းဖြည်းချင်းနီးကဲလာပြီဖြစ်ပါတယ်တိတ်ပြီးတော့မလိုတော့ပါဘူးညီကိုတို့မြင်တဲ့အတိုင်းပါပဲထက်မှန်ပြီးတော့နိုင်ပေါင်း4000ပြည့်နိုင်ဖို့အတွက်ညီကိုတို့ဝိုင်းဝဲပင်ဖို့ကူညီကြပါဦးလို့ကျွန်တော်တိုက်တွန်းလိုပါတယ်အားလုံးပဲโอเคပါ